မင်္ဂလာဝတ်စုံနီနီရဲနဲ့လှပလုံးနဲ့မင်းသမီးလေးရဲ့မေးစေးကိုအမျိုးသားတဦးကခပ်ဖွက်ဖွက်လေးကိုင်းလိုက်တဲ့အချိန်မှာသူမရဲ့မျက်လုံးတွေကတုံးလုံးချင်းမရှိပဲတည်ငြိမ်နေခဲ့ပါတယ်ပြီးတော့သူမဟာထိုင်ကုန်ကနေထလိုက်ပြီးလက်ဖက်ရည်ဝိုင်းစီကိုအေးလူလူပဲရှောက်သွားခဲ့ပါတယ်မင်းသားကြီးကျမတို့လိုလူမျိုးတွေကပွန့်ပွန့်လင်းလင်းပဲပြောကြတာပေါ့ဆိုတဲ့စကားတန်တဲ့အတူသူမဟာလက်ဖက်ရည်ကိုတငုံတောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမင်းသားကြီးဟာပါဇက်ကနေသွေးတွေအန်ထွက်လာပြီးပေါ်ဝါဖြူလေးနဲ့တုံနေရရှာပါတယ်သူမကဆက်ပြောပါတယ်ဒီညရဲ့မင်္ဂလာပွဲဟာမင်းသားကြီးရဲ့ကျမရဲ့အတွက်ရည်ရွယ်တယ်ဆိုပေမဲ့ကျမဘာလို့ဒီနန်းတော်ထဲကိုရောက်လာရတယ်လဲဆိုတာတော့ခုထိနားမလည်နိုင်သေးဘူးလေသူမရဲ့မျက်ဝန်းတွေထဲမှာတန်တရားတွေနဲ့ပြည့်နေနေပုံရပါတယ်ဒါပေမဲ့သူမဟာနောက်ဆုံးမဲ့သူတော့မဟုတ်ပါဘူးကျမဒီကိုရောက်လာပြီဆိုမှတော့ဒီအတိုင်းတော့ပြန်မထွက်သွားနိုင်ဘူးမင်းသားကြီးရဲ့ကျင်ရတော့ဆိုတဲ့ဂုံပုတ်ကိုကျမလိုချင်တယ်လို့ပြက်ပြက်တတ်တာပြောလိုက်ပါတယ်မိသားစုကိုကာကွယ်ဖို့နဲ့ဒီအခြေအနေကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့သူမဆုံးဖြတ်ထားဖို့မှာပဲမင်းသားကြီးကသူမကိုစူးစိုက်ကြည့်ပြီးမင်းကဘလို့မျိုးအပေးယူလုပ်ချင်တာလဲလို့မေးလိုက်တဲ့အခါမှာတော့သူမကလက်သုံးချောင်းထောင်ပြလိုက်ပြီးသုံးနှစ်လို့တူတူနဲ့လိုရင်းကိုဖြေလိုက်ပါတော့တယ်ဒီဇလန်လေးကရှေ့ဆက်ပြီးဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့အလှည့်အပြောင်းတွေရှိလာဦးမလဲဆိုတာစောင့်ကြည့်ရမှာပါပဲ